Naruto One Piece နဲ့ Bleach တို့ကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံက webtoon တစ်ခုရောက်ရင်တော့မင်္ဂလာပါကိုယူနစ် Things ကနေကြိုဆိုလိုက်ပါတယ် Naruto Luffy Ichigo တို့က anime လောကရဲ့ Big 3ဆိုပြီးတော့ကျွန်တော်အားလုံးသိထားကြပါတယ်သူတို့ရဲ့ inspiration တွေကြောင့်တချို့သော manga တွေကနာမည်ကြီးရဲ့ manga တွေပါတယ်ပေါ့နော်သူတို့ကိုယ်တိုင်ကသူတို့ရဲ့ inspiration ကြောင့်သူတို့ရဲ့ manga တွေကိုဖန်တီးခဲ့ကြတယ်လို့တော့ပြောဥပါတယ်ဥပမာပြောမယ်ဆိုရင် Jujutsu Kaisen manga ကဆိုရင်သူကိုယ်တိုင်က Bleach fan ပါဆိုပြီးပြောခဲ့ပါတယ်ဆိုတော့အဲ့ Big 3ရဲ့ inspiration ကြောင့်ပဲမြန်မာနိုင်ငံမှာလည်း webtoon တစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ကောင်လေးတယောက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ပါဆိုတော့ကျွန်တော်လည်းငယ်ငယ်တုန်းကမရပြောမယ်ဆိုရင်၄တန်းလောက်တုန်းကစပင်ဝါဝါနဲ့anime character တယောက်ကိုစပြီးတော့တွေ့ခဲ့ဘူးတယ်အဲ့မှာကျွန်တော်အဲ့ဟာယူကြည့်ပြီးတော့ဝါဒါကြီးကမိုက်တယ်ဒါကြီးကတကယ်မိုက်တယ်အဲ့လိုမျိုးစပြီးတော့အဲ့လိုဖြစ်ခဲ့ရပါတော့စိတ်ထဲမှာတစ်ဆက်တည်းမှာပဲဒီလိုဇာတ်ကားမျိုးတွေဖန်တီးခြင်းနဲ့ဒီလိုဇာတ်လမ်းမျိုးတွေဖန်တီးခြင်းနဲ့ဆိုတော့စိတ်ကူးလေးတစ်ခုတော့စပြီးတော့ရခဲ့တယ်ဒါပေမဲ့အဲ့တုန်းကတော့အဲ့ကားကိုဘယ်လိုခေါ်လဲကျွန်တော်မသိကျွန်တော်တို့ခေတ်တုန်းကတော့အလွယ်ပဲမှတ်ထားကြကျွန်တော်တို့အကြောင်းမင်းသားလို့ခေါ်ကြရပါတော့အတန်းနဲ့ကြီးလာတဲ့အချိန်မှာကျွန်တော် anime ဆိုတဲ့အရာကိုတခြားလေးတည်လာပါတယ်ဒီလိုစကားတွေကို anime လို့ခေါ်တာဖြစ်ကြောင်းရယ်ပြီးတော့တခြား anime တွေစပြီးကြည့်ခဲ့ပါတယ်အဲ့ဒီမှာ One Piece နဲ့ Bleach ကကျွန်တော်ဘွားတွေကိုဝင်လာပါတယ်အဲ့ဒီ Big 3ရဲ့ influence တွေကြောင့်ပဲကျွန်တော် anime နဲ့ manga တွေကိုဖန်တီးခြင်းစိတ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခေတ်တုန်းကတော့ဘယ်လိုလေးလာမလဲမသိဘယ်အဲ့ဒီဟာကြီးလုပ်ချင်ဘယ်ဟာကိုသွားတက်ကမလဲဘယ်ဟာသွားလေးလာမလဲမသိ YouTube တော့မှတင်းနေကြမသုံးတေချာမသုံးတတ်သေးတဲ့အခြေအနေဆိုတော့ကျွန်တော်အဲ့အိမ်မက်ကဒီတိုင်းပဲငါစိတ်ကူးရရင်နေရပါဆိုပြီးတော့ပဲပြီးသွားခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့၄-၅နှစ်လောက်တော့ကကျွန်တော်ကပုံဆွဲတဲ့လမ်းကြောင်းပေါ်ကိုရောက်မှန်းမသိစပြီးရောက်လာခဲ့ပါတယ်ဒါပေမဲ့ပုံဆွဲတာနဲ့ပတ်သက်ပြီးတော့လည်းအိမ်ကမင်းကပုံဆွဲရပါဘယ်လိုလုပ်မှလဲပုံဆွဲဘယ်လိုအသက်မွေးမှလဲဘယ်လိုရေပတ်စံရှာမှလဲမင်းကြောင်းမဲ့တေချာတက်ပါကွာသိရမှာအဲ့လိုမျိုးတွေပြောကြတယ်ဆိုတော့ကျွန်တော်လည်းโอเคတရားငါစိတ်ကူးရင်တာတက်ပဲဆိုပြီးတော့ဖြစ်သွားပြီးတော့ဒီ anime တွေဖန်တီးခြင်းနဲ့ဆိုတော့အိမ်မလေးကဒီတိုင်းအိမ်မလေးတစ်ခုအနေနဲ့ပဲရှိခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့2နှစ်လောက်တုန်းကကျွန်တော်နေခင်းနေလဲလဲနေတော့ကောင်းကင်ကိုကျွန်တော်ကြည့်နေကောင်းကင်ဆိုတာတီးကြပြောမယ်ဆိုရင်မျက်နှာချက်ပေါ့အဲ့မျက်နှာချက်ကိုကျွန်တော်ကြည့်နေနေခင်းနေလဲလိုနေရောင်ကြီးလေးကလည်းမိန်လေးဝင်နေတယ်ပြီးတော့လေလေးကလည်းအေးလေးတိုင်နေကျွန်တော်မျက်နှာချက်လေးကိုကျွန်တော်ကြည့်နေဇလန်လေးတစ်ပုတ်ကခေါင်းလေးကိုဝင်လာခဲ့ကျွန်တော်အဲ့ဇလန်ကိုစပြီးစဉ်းစားမိတဲ့အချိန်မှာအဲ့ဇလန်ကြီးကအဲ့လိုခေါင်းထဲမှာမျက်လုံးထဲမှာအဲ့လိုတွားပြီးတော့မြင်အောင်ပြီးတော့သူ့ဇက်ကွက်တွေအတွက်နဲ့သူစပြီးတော့ဖြစ်တည်လာကျွန်တော်အဲ့ဒါကိုစိတ်ကူးရင်နေဘယ်လောက်ကြာသွားလဲမသိဘူးတတိထားမိတဲ့အချိန်မှာကျွန်တော်ညနေရောက်သွားဆိုတော့ကျွန်တော်အဲ့ဒီဇလန်ကိုကျွန်တော်နှုတ်ထဲမှာကောက်ပြီးရေးလိုက်တယ်အဲ့ရေးပြီးပြန်ဖတ်ကြည့်တဲ့အချိန်မှာဝေါဒီဟာတကယ်မိုက်တယ်ဆိုတော့အဲ့မှာအဲ့လိုစပြီးတော့ခံစားရတယ်အဲ့ဒီမှာငါဒါကိုanime အနေနဲ့မြင်ကျင်တယ်anime အနေနဲ့ငါထုတ်ကျင်တယ်ဆိုပြီးတော့စိတ်ကူးရင်ခဲ့ပါတယ်ဒါပေမဲ့လက်တွေ့လောကဇလန်သိမ့်မဆန်ဘူးလေစိတ်ကူးကစိတ်ကူးပဲပေါ့နော်ဆိုတော့တခြားကျွန်တော်ဘဝအတွက်ရုန်းကန်ရတာတွေတခြားပတ်စံရှားတာပြီးတော့လှုပ်ထိုက်တာတွေကိုလုပ်နေနေပဲအဲ့ဒီစိတ်ကူးလေးဒီကျွန်တော်ဇလန်လေးကိုanime ထုတ်ကျင်တယ်ဆိုတော့စိတ်ကူးလေးကဒီတိုင်းနှုတ်ထဲကဇလန်လေးတစ်ပုတ်အနေနဲ့ကျွန်တော်သိမ်းထားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဇလန်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းစဉ်းစားနေခဲ့တယ်ကျွန်တော်အမြဲပြောနေကြစကားတစ်ခုရှိရယ်ငါဒါအဲ့လိုခွင့်ရမယ်ဆိုရင်ငါဒီဇလန်ကိုanime ထုတ်မှာငါဒီဇလန်ကိုမန်ဂါရေးမှာငါဒီဇလန်ကို webtoon လုပ်မှာကျွန်တော်အဲ့လိုအမြဲတမ်းစိတ်ကူးရင်ပြီးတော့နေခဲ့တယ်ဒါပေမဲ့တရက်မှာတော့ဗီဒီယိုလေးတစ်ပုဒ်ကိုသွားတွေ့ခဲ့တယ်အဲ့ဗီဒီယိုမှာဗာပြောထားလဲဆိုတော့မင်းအိမ်မက်တွေကမင်းကိုယ်တိုင်အကောင့်ထဲမှာဖော်မချင်းအိမ်မက်တွေပဲဖြစ်နေလိမ့်မယ်အဲ့စကားကြီးကိုကျွန်တော်ကြားလိုက်တဲ့အချိန်မှာကျွန်တော်အလင်းဖြတ်ကနေဝင်သွားလက်တွေ့မရှိရဲ့အိမ်မက်ကအိမ်မက်တစ်ခုပဲဖြစ်မှာပါဆိုတော့ကျွန်တော်အိမ်မက်ကိုကျွန်တော်အကောင့်ထဲပေါ်ကိုစပြီးရွေးချယ်ခဲ့ပါတယ်
ဒီဆုံးဖြတ်ချက်ကိုချတာတော့တိတ်တော့မလွယ်ကူဘူးခင်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဘာကူမန်းဆိုတဲ့ movie ထဲမှာပါတဲ့ဇာတ်ကားတစ်ခုပေါ့နော်။မန်ဂါကာဆိုတာတဲ့ဒီလောင်ကစားတစ်ခုလိုပဲတဲ့အများကြီးတည်းမှာအောင်မြင်နိုင်တဲ့ရာခိုင်နှုန်းတအားနည်းလွန်းနေတဲ့ဆိုတော့ဟုတ်ပါတယ်ကျွန်တော်လည်းလောင်ကစားတစ်ခုကိုစပြီးလုပ်လိုက်တယ်လို့ပြောလို့ရပါတယ်။ဆိုတော့ဒီဇလန်လေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုရင်အဲ့ဒီဇလန်ကမြန်မာမှာရှိရဲ့သမိုင်းကြောင်းတွေ mythology တွေပြီးတော့ရိုးရာတွေပုံမြင်တွေယုံနှန်းစကားတွေအဲ့ဒီဟာတွေအားလုံးကိုအခြေခံထားတာဖြစ်ပြီးတော့ဇက်ကောင်တွေနေရာတွေ location တွေအကုန်လုံးကလည်းမြန်မာနိုင်ငံကိုပဲအခြေခံထားမှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော် webtoon လေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ဒီ webtoon ကိုကျွန်တော်မြန်မာ version နဲ့အင်္ဂလိပ် version ဆိုပြီးတော့နှစ်ခုခွဲပြီးတော့တင်မှာဖြစ်ပါတယ်အင်္ဂလိပ် version ကိုတော့ webtoon နဲ့ tablet မှာတင်မှာဖြစ်ပြီးတော့အင်္ဂလိပ် version တင်ပြီးတစ်ပတ်အကြာမှာမြန်မာ version ကို Facebook page မှာတင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ webtoon နဲ့ tablet ကိုလည်းဝင်ရောက်ဖတ်ယူပြီးတော့ Facebook မှာလည်း like and follow လုပ်ထားဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်ဒီဇလန်ကိုဖတ်ချင်တယ်ဆိုရင်ပေါ့နော်ပြီးတော့နောက်ပြီးတော့ကျွန်တော်ဒီ YouTube channel မှာ webtoon ဆွဲတဲ့ဟာတွေတခြား webtoon နဲ့ဆိုင်တဲ့ content တွေ anime နဲ့ဆိုင်တဲ့ content တွေ manga နဲ့ဆိုင်တဲ့ content တွေလည်းတင်အောင်ဖြစ်ပြီးတော့ပုံဆွဲရတဲ့ပတ်သက်ပြီးတော့လည်းအခြေခံ knowledge လေးတွေလည်းကြုံရင်ကြုံလို့ share အောင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီ YouTube channel လေးကိုလည်းအဆင်ပြေမယ်ဆိုရင် like and subscribe လုပ်ထားဖို့အတွက်လည်းတောင်းဆိုတယ်လို့တောင်းမလား။တောင်းဆိုချင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ webtoon artist ဖြစ်ဖို့ခီးစဉ်ကတော့ဒီမှာစပါပြီ။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။